ဒါကကျွန်တော်တို့သင်ခန်းစာနှစ်ဖြစ်ပါတယ်เนาะသင်ခန်းစာနှစ်ဆိုတာကျွန်တော်တို့ပထမနံပါတ်1သင်ခန်းစာ1မှာရေခဲတိတာသလုံးပြပြင်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ what ရဲ့ MBR ရဲ့ကျွန်တော်တို့ ball rate ဘလောက်ရဲ့ဘာကက်အမျိုးအစားတောင်းထားတယ်ဆိုတာကိုကျွန်တော်တို့သင်ပြီးသွားပြီဖြစ်ပါတယ်เนาะဒါကကျွန်တော်တို့ကဒီ online class မှာလေးသင်ပေးသလိုကျွန်တော်တို့အပြင်မှာသင်တန်းမှာလေးကျွန်တော်တို့သင်ကြားပေးတာဖြစ်ပါတယ်เนาะအပြင်သင်တန်းကတော့ကျွန်တော်တို့လာကုန်တိုင်းနေ့မှာလာတိုင်းလို့ရှိတာဖြစ်ပါတယ်အပြင်သင်တန်းတက်ရှင်တဲ့လူတွေကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးသင်တန်းစုံစမ်းလို့ရတယ်ဒါကတော့ကျွန်တော်တို့ဒီ online class မှာသင်ကြားပေးတဲ့ video file တွေတစ်ခုချင်းစီကိုကျွန်တော်တို့သင်ကြားပေးတာဖြစ်ပါတယ်เนาะဒါတွေကိုကျွန်တော်တို့က YouTube တွေ TikTok တွေ Facebook တွေမှာလေးကျွန်တော်အကောင့်တွေမှာလေးရှာပြီးလေ့လာလို့ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ရဲ့သင်ခန်းစာနံပါတ်2ကကြတော့ကျွန်တော်တို့မှာအကြောင်းမျိုးကြောင့်ဒီခက်ကာလအရာပေါ့နော်ကျွန်တော်တို့ဒီတချို့နေရာတွေမှာဆိုရင် solar တွေ inverter တွေနဲ့ကျွန်တော်တို့ရေခဲသစ်တာတွေကိုမောင်းရတဲ့နေရာတွေကျွန်တော် air con တွေကိုမောင်းရတဲ့နေရာတွေရှိတယ်အဲ့တော့ solar နဲ့ရေခဲသစ်တာတစ်လုံးကိုမောင်းလို့မယ်ဆိုရင်တော့ကျွန်တော်တို့အကြံပေးလို့တာကတော့ရေခဲသစ်တာဒီ inverter တိုက်ဆိုရင်ပိုကောင်းတာဖြစ်ပါတယ်เนาะဒါကတော့ညီတို့ကိုရေခဲသစ်တာတစ်လုံးကိုဒီအကြောင်းမျိုးကြောင့်ကိုကဝေပြီးသွားပြီး net inverter တိုက်ပဲဒါပေမဲ့လို့ solar နဲ့သုံးမယ်ဆိုရင်လည်းကျွန်တော်တို့ကဆင်တက်ရမှာဖြစ်ပါတယ်เนาะဒီနေ့ကတော့ကျွန်တော်တို့ပြပြင်တဲ့ရေခဲသစ်တာတွေကိုအကြောင်းမျိုးကြောင့် solar နဲ့မောင်းခဲ့မယ်ဆိုရင်ပေါ့เนาะရေခဲသစ်တာက inverter တိုက်ဆိုရင်တော့ပိုကောင်းတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီရေခဲသစ်တာဒီပြီးခဲ့တဲ့သင်ခန်းစာမှာပြောသလိုဒါဝက်ကတော့180ဝက်ဒါကတော့ကျွန်တော်တို့အကြမ်းမြင်ပြောထားတာပေါ့เนาะMBR ဒီ 1.3 MBR ဂတ်မျိုးစားဒီ R134A ဂတ်ကိုအသုံးပြုထားတာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့က 1.3 MBR နဲ့ပဲကျွန်တော်တို့ကဒီ solar ရဲ့တက်ဆင်ပုံလေးကိုပြောပြပေးမယ်။တချို့ကြတော့လေကျွန်တော်တို့ watt နဲ့ပြောပြလို့ရတာဖြစ်ပါတယ်။အဲ့တော့ဒီနေရာထဲမှာကျွန်တော်တို့က 1.3 MBR သို့မဟုတ်180 watt ရှိတော့ရေခဲသစ်တာတစ်လုံးကို solar အနေနဲ့ပြောမယ်ဆိုရင်ပေါ့နော်။ solar ကကျွန်တော်တို့860ဝက်ကနေ1000ဝက်လောက်ထိလော်တာဖြစ်ပါတယ်။ကိုကတော့များများလေး1500ဝက်သုံးနိုင်တော့ပိုကောင်းတာပေါ့။ဒါကကျွန်တော်တို့လက်ရှိညီတို့သုံးပြထားတဲ့ဟာလေးစမ်းပြထားတဲ့သုံးပြထားတဲ့ဘယ်နှစ်နာရီခံမယ်ဆိုတာကိုလေကျွန်တော်တို့အသေးစိတ်လေ့လာထားပြီးဖြစ်တယ်။ဒါဆိုရင် inverter ကကျွန်တော်တို့က1300ဝက်ကနေ1500ဝက်ရှိရပါမယ်เนาะဒါကကိုများများ2000ဝက်လောက်သုံးနိုင်လေပိုကောင်းတယ်3000ဝက်လောက်သုံးနိုင်လေပိုကောင်းတယ်ဒါကတော့ပြဿနာမရှိဘူးဒါကတော့ကျွန်တော်တို့တင်တဲ့အခါကျရင်ကျွန်တော်တို့ကပုံမှန်အသုံးပြုရမယ့်ဟာနဲ့ကိုလိုအပ်ရင် budget တက်နိုင်ရင်တက်နိုင်တဲ့လောက်သုံးပြုလို့ရတယ်ဆိုတာကိုတော့ကျွန်တော်တို့သုံးလို့ရတာဖြစ်ပါတယ်အဲ့တော့inverter က1300ဝက်သုံးမယ်ဆိုရင်1500ဝက်သုံးတယ်နောက်ပြီးတော့3000ဝက်ကသုံးလို့မရဘူးလားဆိုတော့ရတာဖြစ်ပါတယ်เนาะကျွန်တော်တို့ inverter ဒီကျွန်တော်တို့ fuel ဆိုင်ဝင်ဖြစ်ဖို့လိုတာဖြစ်ရပါမယ်เนาะ battery ကတော့ကျွန်တော်တို့အကြံပေးတာကတော့24ပေါ့เนาะ24ကိုသုံးမယ်ဆိုရင်တစ်လုံးသုံးပေးရမှာဖြစ်တယ်တွေးဖို့ဆိုရင်တော့နှလုံးလောက်သုံးရင်ရတာဖြစ်ပါတယ်เนาะကျွန်တော်တို့က200ဒီတွေးဖို့သုံးမယ်ဆိုရင်နှလုံးလောက်သုံးတာပိုအဆင်ပြေတယ်24ဆိုရင်တော့တစ်လုံးလောက်နဲ့ရတယ်လက်ရှိလည်းကျွန်တော်တို့စမ်းပြထားတာဖြစ်တယ်เนาะအဲဆိုတော့ကျွန်တော်တို့ကဒီဟာတွေကိုအသုံးပြုတဲ့အခါရေခဲသစ်တာတွေကိုအသုံးပြုတဲ့အခါထုတ်လုပ်တဲ့နိုင်ငံကိုလေကြည့်ပေးရမယ်ကျွန်တော်တို့ကရေခဲသစ်တာရဲ့ brand မျိုးစားကိုလေကြည့်ပေးရမှာဖြစ်ပါတယ်ဒါကကျွန်တော်ကအကြမ်းမြင်လေးဆိုလိုတာ solar ဒီရေခဲသစ်တာ 1.3 MBR ရှိတော့ရေခဲသစ်တာသို့မဟုတ်180 watt ရှိတော့ရေခဲသစ်တာ MBR ကတော့ကျွန်တော်တို့ထုတ်လုပ်တဲ့နိုင်ငံအပေါ်မှာ freezer တွေနောက်ပြီးတော့အိမ်သုံးတွေဆိုတဲ့အပေါ်မှာအနည်းငယ်တော့ကွာသွားနိုင်တာဖြစ်တယ်ဒီ MBR ကကြတော့ကျွန်တော်ကတော့ watt 180လောက်ကိုပဲပြောလိုက်မယ်အဲ့တော့ watt 180သို့မဟုတ်ကျွန်တော်တို့ဒီ MBR ရှိတော့ရေခဲသစ်တာကိုသုံးမယ်ဆိုရင် solar ဒီ860ဝက်ကနေ1000ဝက်လောက်ကိုဆင်ပေးရမှာဖြစ်တယ်ပြောချင်တဲ့အတိတ်ပဲကတော့ solar တစ်ချက်မှာ650ဝက်သို့မဟုတ်950ဝက်ရှိရင်တော့နှစ်ချက်လောက်တက်ရမှာဖြစ်တယ် inverter ကတော့1300ဝက်ကနေ1500ဝက်ဖြစ်ရပါမယ်ဖြူဝါဆိုင်ဝေးဖြစ်ရပါမယ်เนาะ battery ကတော့24ဘို့ဆိုရင်တစ်လုံးအသုံးပြုလို့ရတယ်တွေးဖို့ဆိုရင်တော့နှလုံးဆိုရင်ပိုအဆင်ပြေနိုင်တာဖြစ်တယ်ဒါကတော့သင်ခန်းစာ2ဖြစ်ပါတယ်เนาะ battery ကတော့ဘာမျိုးစားတွေကောင်းတယ် inverter ကတော့ဘာမျိုးစားတွေကောင်းတယ်ဆိုတဲ့ပုံမှာကျွန်တော်တို့ထုတ်လုပ်တဲ့နိုင်ငံဒီမြန်မာနိုင်ငံမှာရောင်းနေကြတဲ့ inverter တွေမှာ inverter တော့အားလုံး inverter ပဲဒါပေမဲ့ကျွန်တော်တို့ကိုဘလောက်အာမခံ
ပေးနိုင်တဲ့ company မျိုးလဲဘလောက်ဒီ inverter တွေဘလောက်ရည်ရှိမြန်မာနိုင်ငံမှာရက်တင်နိုင်တဲ့ inverter မျိုးလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးသိထားရမှာဖြစ်တယ် inverter တွေကတော့အများကြီးပဲ battery တွေကလည်းအများကြီးပေါ့နော်ဒါတွေကိုကျွန်တော်တို့ကသင်တန်းမှာအသေးစိတ်လေးထည့်သွင်းပေးသွားမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့သင်ခန်းစာ2ဖြစ်ပါတယ်သင်ခန်းစာ3နေမှာလေသင်ခန်းစာအလိုက်ကျွန်တော်တို့အသေးချာလေးလေးလာတွားရမှာဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့တချို့ဒီပညာရက်ကိုကြတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြားတည်ထင်လောက်ထားတာကိုယ်တိုင်ကိုကြားစမ်းသပ်ထားတာကိုယ်တိုင်ကိုကြားပြုပြင်ထားတဲ့လူတွေအတွက်ဆိုရင်ပိုကောင်းတယ်ကျွန်တော်တို့ဆိုရင်ရေခဲတက်တာတဲ့ aircon တွေရေခဲဆက်တဲ့ wash show ဆက်တဲ့အေးခန့်တွေကိုစာပြေပြုပြင်နေတာလည်းဖြစ်တယ်တင်တန်းပေးနေတာလည်းဖြစ်တယ်ဒီပုံမှာကျွန်တော်တို့ကကိုယ်တိုင်သုံးဆွဲထားတဲ့ဘယ်နိုင်ခန့်နဲ့ inverter က overheat ဖြစ်လား battery က overheat ဖြစ်လားဘယ်မျိုးစားကောင်းနေဆိုတာကိုကျွန်တော်တို့စမ်းသပ်ထားပြီးဖြစ်တယ်ဘယ် brand ကပိုကောင်းတယ်ကျွန်တော်တို့ကိုဘယ်နိုင်ပိုသုံးလို့ရတယ်ဆိုတာလေးကိုပေါ့နော်ဒါကိုကျွန်တော်တို့ဒီကိစ္စတာပြန်စားတဲ့တမကတော့အခုလိုခက်ကာလမျိုးမှာကျွန်တော်တို့ solar တွေပိုးလာတာမို့လို့ပေါ့နော်ဒီလိုလေးမောင်းရနိုင်တာဖြစ်ပါတယ်ဒါကသင်ခန်းစာ2ပါသင်ခန်းစာ3မှာကျွန်တော်ပြန်လဲစုံသွင်းမှာဖြစ်ပါတယ်ကျွန်တော်ရေကိစ္စတာဘာတရက်ကိုတင်ကြားလို့ပြီးသွားပြီဆိုရင် aircon ဘာတရက်လာမှာဖြစ်ပါတယ် aircon ပြီးသွားရင်ရေကိစ္စတင်လာမယ်ဒီဘာတရက်တွေကိုကျွန်တော် online ကနေလေ့လာလို့ရအောင်တော့ကျွန်တော် online class လေးမှာလုပ်ပေးထားပါတယ်အပြင်သင်တန်းတက်ရှင်တဲ့လူတွေကတော့သင်တန်းကိုရအောင်လာရမှာဖြစ်ပါတယ်သင်တန်းကတော့ကျွန်တော်တို့လာတိုင်းလို့ရှိတာဖြစ်ပါတယ်เนาะဒါကတော့ညီတို့